ဒီဗီဒီယိုကိုကြည့်တဲ့မိတ်ဆွေကဘယ်အရာကိုပဲလှုပ်အကောင်းဆုံးလှုပ်ဆောင်နိုင်တဲ့သူဖြစ်ပါတယ်။တစ်ချိန်တည်းမှာပဲကိုယ့်ရဲ့အတိတ်မှာကိုမလုံနိုင်ခဲ့တဲ့အရာတွေရှိမယ်။ကိုလှုပ်လိုက်လို့မှားသွားတဲ့အရာတွေရှိမယ်။ကိုလှုပ်လိုက်လို့ကိုယ့်အတွက်နောင်တရစရာတွေရှိခဲ့တာတွေကြုံရင်လည်းကြုံခဲ့လိမ့်မယ်။ဒါပေမဲ့ကိုကအဲ့ဒီတခါရှုံးနေဘူးတိုင်းတခါအစင်မပြေဖြစ်ဖူးတိုင်းမှာကိုယ့်ရဲ့အနာဂတ်မှာသွားပြီးတော့မှအစင်မပြေဖြစ်မှာမျိုးမဟုတ်ဘူးအဲ့တော့ကိုကဒီစကလုံးလေးတစ်ခုကအဆုံးဖြတ်ပေးသွားလိမ့်မယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်ဘဝမှာနေ့ရက်နှစ်ရက်ပဲရှိတယ်ဒီစကားလေးကဝတ်စီရတူပြောတဲ့စကားလေးဖြစ်ပါတယ်နေ့ရက်နှစ်ရက်ပဲရှိတယ်တစ်ရက်ကအောင်မြင်တဲ့နေ့တစ်ရက်ကသင်ခန်းစာရတဲ့နေ့တွေပဲဖြစ်ပါတယ်ကိုရှုံးနေမှုတွေကိုနောင်တရတဲ့ຢာတွေလောက်ခဲ့မှုတွေဆိုအဲ့ဒီຢာကနေသင်ခန်းစာလေးယူမယ်ယူပြီးတော့ပြီဆိုလို့ရှိရင်ရှစ်ဆက်ပြီးတော့မှတက်တိရှိနဲ့နေ့ရက်တိုင်းမှာသင်ခန်းစာရတဲ့နေ့နဲ့အောင်မြင်တဲ့နေ့ပဲရှိတယ်ဒီနေ့သင်ခန်းစာရတယ်ဆိုလို့ရှိရင်နောက်နေ့မှာငါ့အတွက်အောင်မြင်တဲ့နေ့ဖြစ်ကုန်ဖြစ်ရမယ်ဆိုတဲ့စိတ်ထားမျိုးခံယူချက်မျိုးနဲ့ကြုံဖြတ်ရမှာဖြတ်တန်းရမှာဖြစ်ပါတယ်ဒါကြောင့်ဒီဗီဒီယိုကိုကြည့်တဲ့မိတ်ဆွေကဘာပဲလုပ်အောင်မြင်အောင်အကောင်းဆုံးလုပ်ဆောင်နိုင်တဲ့သူတို့ပဲဖြစ်ပါတယ်ကျေးဇူးများတင်ပါတယ်အမြဲတမ်းမှတ်ထားပါ Hero is you